လက်မောင်ကြီးလို့ဆက်ညစ်နေသူတွေအတွက်ဒီနေ့မှာလက်မောင်သီးကျစ်စီမယ်လေးကျင်ကန်5မျိုးကိုလုပ်ပြပေးမယ်နော်ပထမဆုံးတစ်မျိုးကတော့ single transcend extension เนาะဒီမှာနံထက်ကတော့အလေးကို 2kg ပဲသုံးထားပြီးတယ်လက်မောင်ကစားတဲ့ခါကျလို့ရှိရင်အလေးအရန်မကြီးပဲနဲ့အသေးနဲ့တေချာလေးမဆယ်ဆွဲညစ်ပြီးတော့ကစားဖို့တော့လုပ်မယ်နော်ဒီနေရာမှာကိုကအလေးကိုဒီထက်နိုင်နေဆိုလို့ရှိရင်တော့ 3kg နဲ့သွားပြီးလဲရပါတယ်နော် transcend extension လုပ်တဲ့ခါကျလို့ရှိရင်နရွက်နဲ့တောင်နဲ့ကတ်ထားပြီးမယ်တထောင်ကွေးရင်ဆွဲညစ်ထားပြီးမယ်ပြန်ဆန်းတဲ့ခါကျလို့ရှိရင်ဆွဲတောက်ထားပြီးမယ်နော်ကစားတဲ့ခါကျလို့ရှိရင်ကိုယ့်ရဲ့လက်မောင်ကိုပဲတေချာ focus ထားပြီးတော့တေချာလေးဆွဲညစ်ပေးပါနော်လက်မောင်ကစားတဲ့ခါကြလို့ရှင်အလေးသေးနဲ့ကစားဖို့ပဲ recommend ပေးချင်ပါတယ်ဒုတိယတစ်ခုကတော့ Facebook ကိုဝင်ထားပြီးမယ်သူကတထောင်နဲ့ပခုံးနဲ့ကိုတန်းနဲ့ထားပြီးမယ်အလေးတုံးကိုကကြတော့ဒီမှာနန်းထရနှစ်ဖူးပေးကိုဆွဲချထားပြီးမယ်ကွေးမယ်ပြန်ဆန့်ထုတ်တဲ့ခါကျရင်လက်မောင်ကိုတေချာလေးဆွဲညစ်ပြီးတော့ကစားပေးပါသူ့ကိုလည်းနန်းထရတို့15ချိန်3ကြောဒါမှမဟုတ်ရှင်အချက်ရည်20 3ကြောဒါမှမဟုတ်ရှင်အလေးကြီးတဲ့ဆိုရင်တော့12ချိန်3ကြောကစားပြီးလဲရပါတယ်တတိယတစ်ခုကတော့နန်ထတို့ transect kickback ကိုဝင်ထားပြီးမယ်ဒီရဲ့လေ့ကျင့်ခန်းတွေကမတ်တရက်ပြီးသွားလဲရတာနော်နန်ထကတော့ဒီတိုင်းထိုင်ပြီးတော့ပဲပြထားပြီးတယ် transect kickback ဝင်တဲ့ခါကြလို့ရှိရင်တထောင်ကခန္ဓာကိုယ်ထက်နည်းနည်းလေးပေးမြင့်ထားပြီးတော့ကွေးတဲ့ခါကြလို့ရှိရင်လက်မောင်ကိုအားမဆိုင်ပဲနဲ့ဆန့်ထုတ်တဲ့ခါကျရင်လက်မောင်မဆယ်လေးကိုတေချာလေးဆွဲညစ်ပြီးပါလေးမျိုးများကတော့ transect tip ကိုဝင်ထားပြီးမယ်ကိုက bench ရှိရဆိုလို့ရှိရင်တော့ bench ပေါ်မှာဝင်လို့ရတယ်ဒီခါကနန်ထကအောက်မှာပဲသွားပြပေးထားတယ်သူလဲတထောင်ကွေးတဲ့ခါကြလို့ရှိရင်လက်မောင်တေချာလေးဆွဲညစ်ပြီးတော့လက်မောင်မဆယ်အောက်လာကိုစစ်ပေးပါနော်သူ့ကိုနန်ထတို့စောင့်ဝင်တဲ့ခါကြလို့ရှိရင်10ချိန်ကနေစောင့်ဝင်ပြီးလို့ရပါတယ်နောက်ဆုံးတစ်ခုကတော့ push up ကိုဝင်ထားပြီးမယ်ဒီနေရာမှာနန်းထက်ကတော့ဒူးတစ်ဖက်ကိုထောက်ထားတယ်6တစ်ဖက်ကိုပေါ်ဆန့်ထားပြီးတော့လက်ကပခုံးကျဲကားထားတယ်ကွေးတဲ့ခါကျလို့ရှိရင်တထောင်မကားဝါးပဲနဲ့ခနာကိုနဲ့ကပ်ပြီးတော့ပဲကူချထားပြီးမယ်လက်ကပခုံးကျဲကားထားတယ်တထောင်ကလည်းရင်မက်နဲ့ကပ်ပြီးဆွဲချတာဖြစ်တဲ့အတွက်ကြောင့်နန်းထက်တို့လက်မောင်မဆယ်ကိုပို့ပြီးတော့ထိရောက်မှုရှိစေပါတယ်နော်ဂျာကိုနန်းထက်တို့တစ်ဖက်ကို10ချိန်ပြီးသွားလို့ရှိရင်နောက်တစ်ဖက်ကို10ချိန်ဝင်ထားပြီးမယ်တကယ်လို့ကိုကဒီထက်ကိုပိုနိုင်နေဆိုလို့ရှိရင်တော့15ချိန်ဝင်ထားပြီးလဲရပါတယ်ဒီစားလေးတင်တဲ့တက်ရှင်နေဆိုလို့ရှိရင်တော့နန်းထက်ရဲ့ page messenger ကနေပြီးဆက်သွယ်ပြီးလို့ရပါတယ်နော်နန်းထက်ရဲ့ online class ဖြစ်တဲ့ Zoom group training, Zoom personal training, video group training, video personal training နဲ့ me plan တွေအားလုံးရှိပါတယ်အသေးစိတ်သိချင်တဲ့ solution တော့နန်းထက်ရဲ့ page messenger ကနေပြီးတော့ဆက်သွယ်မြင်မြန်လို့ရပါတယ်နော်